မျိုးသမီးတဦးဟာအစိတ်ရှိတဲ့ပင့်ကူမတကောင်ဖားပြုတ်ထီတကောင်နဲ့ငွေတကောင်ကိုဖမ်းဆီးပြီးမြေအိုးတစ်လုံးထဲမှာအတူတူထည့်ပိတ်ထားခဲ့ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့မတူညီတဲ့တတဝ၃မျိုးဟာမျိုးဆက်နိုင်ခြင်းရှိမရှိကိုတက်တည်ပြဖို့ပဲဖြစ်ပါတယ်။စာပိုင်းမှာတော့သူမကထိုးတတဝတွေဟာတကောင်နဲ့တကောင်တုတ်ပြန်မှုရှိမှာမဟုတ်ဘူးလို့ထင်မှတ်ထားခဲ့ပေမဲ့မကြခင်မှာပဲထိုမြေအိုးဟာပြင်းထန်စွာလှုပ်ခါလာပါတော့တယ်။အိုးလေးငြိမ်သက်သွားတဲ့အခါမှာတော့အထက်ကတတဝ၃ကောင်ဟာပျောက်ကွယ်သွားပြီးထူးဆန်းတဲ့တတဝအသစ်တစ်ကောင်အစားထိုးရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာအလွန်ဝမ်းမြောက်သွားပြီးစမ်းသပ်မှုတစ်ခုဖြစ်တာမကသူမရဲ့နှလုံးသားနဲ့ဆက်နွယ်နိုင်မဲ့ထူးခြားတဲ့တတဝတစ်ကောင်ဖြစ်လာစေဖို့သူမရဲ့ကိုယ်ပိုင်သွေးတွေကိုအိုးထဲကိုအဆက်ချခဲ့ပါတယ်။ရှေးဟောင်းဒဏ္ဍာရီတွေရအစွမ်းထက်ဆုံးရှေးဟောင်းအင်းဆက်တွေဟာသူတို့ရဲ့တခင်ကိုနားလည်နိုင်စွမ်းရှိတယ်လို့ကောလာဟာလရှိခဲ့တာကြောင့်သူမဟာသူမရဲ့နှလုံးသွေးကိုအသုံးပြုပြီးထိုးတတဝါကိုသူမရဲ့အမိန့်တွေကိုနာခံတက်လာအောင်ချီနှောင်ခဲ့ပါတယ်။သူမဟာဒီတတဝါလေးကို3နှစ်တိုင်တိုင်ပြုစုထူထောင်ခဲ့ပြီးရွေးချယ်ပွဲတန်ပွဲမှာအနိုင်ရဖို့အတွက်မျှော်လင့်ချက်ထားခဲ့ပါတယ်။ဒါပေမဲ့အဆုံးဖြတ်ပေးရမယ့်အရေးကြီးတဲ့အချိန်မှာတော့ထိုးတတဝါဟာသူမကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။သူမကအကြောင်းစုံကိုရှင်းပြဖို့ကြိုးစားပေမဲ့ဘေးလူတွေကသူမဟာတတဝါကိုဂရုမစိုက်ပဲဖြစ်ထားခဲ့လို့ဒါဒီလိုဖြစ်ရတာလို့ထင်မြင်ယူဆခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲတခြားမိန်းကလေးတစ်ယောက်ကထိုးတတဝါဟာသူမပိုင်ဆိုင်တာဖြစ်ကြောင်းနဲ့ဒီမျိုးသမီးကခိုးယူထားတာဖြစ်ကြောင်းဆွဆွဲပြောဆိုခဲ့ပါတယ်။ထို့နောက်သူမရဲ့လက်မောင်းတစ်ဖက်ကိုဖျက်တောက်ပြီးတေးအန်ဆဲဆဲအခြေအနေနဲ့ဆုပ်ပစ်ထားခဲ့ပါတယ်။သို့တော်လည်းသူမဟာအံ့ဩစရာကောင်းလောက်အောင်အသက်ရှင်ကျန်ရစ်ခဲ့ပြီးတန်ပွဲမတိုင်ခင်15ရက်အလိုကိုပြန်လည်မွေးဖွားလာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူမဟာသူမရဲ့ကံကြမ္မာကိုပြောင်းလဲပြဖို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပါတော့တယ်။